စောင်းရသည်ဆိုတာလေဟော့ပေါ့စားအောင်စားရမယ်ရာသီပဲဒီဘက်မှာတော့အေးနေပြီအဲ့ဘက်ကရောဟော့ပေါ့စားကြင်လားဒီနေ့တော့ပုံမှန်စားနေကြဟော့ပေါ့တွေနဲ့မတူတဲ့ထိုင်းမြေဦးဟော့ပေါ့လေးစားမယ်ဟော့ပေါ့အိုးတဲ့အသားကိုထည့်မပြုတ်ခင်ကြက်ဦးလေးနဲ့ဒီလိုမျိုးအသားကိုနယ်ပြီးမှပြုတ်ရင်ပိုစားကောင်းတယ်ဆိုတာသိကြတယ်ဟုတ်မြေဦးဟော့ပေါ့လေးပြုတ်ထားတော့မှတော့အရင်ဆုံးကြက်ချောင်းမာလာလေးစားမယ်ကြက်ချောင်းမာလာလေတချောင်းချင်းစီတိုင်းကနူးအိနေပြီးတော့ပန်းကပီတို့မာလာဆော့စ်တို့နဲ့အရသာသေးချာနှက်ထားတာနောက်တစ်ခုထူးခြားတာလေသူ့မှာအထုံအရသာလုံးဝမပါတော့ခလေးတွေစားဖို့ဆိုလဲအရန်အဆင်ပြေတယ်ပြုတ်ထားတဲ့အသားလေးတွေနူးလာပြီဆိုရင်တော့အသီးရွက်နဲ့ကြာတန်လေးကိုထည့်လိုက်ပါမယ်မြေဦးဟော့ပေါ့ကိုလေပို့ပြီးတော့စားကောင်းစီတာကတော့သူ့ရဲ့ signature sauce လေးပဲမြေပဲ sauce ဆိုလဲကွာတခြားစားမှုတဲ့မြေပဲ sauce တွေနဲ့မတူဘဲနဲ့သူ့ရဲ့အရသာလေ green ရှင်းပြီးတော့တစ်ခုပြီးတစ်ခုထပ်စားချင်စေတဲ့အရသာမျိုးဟော့ပေါ့တအိုးမှာလိုက်ရင်2ယောက်လောက်ကတော့အသားလေးစားလို့ရတယ်ဟင်းရဲ့အရသာကလည်းမာလာဆူကီ origin နဲ့3မျိုးအောင်ရွေးလို့ရတယ်ထိုင်းမြေဦးဟော့ပေါ့လေးစားလက်စားနဲ့အချိုပွဲကိုလည်းထိုင်းဒူးရင်ကောင်းချင်းအချိုပွဲလေးတဲမယ်ကောင်းချင်းစီစီအုံးလို့စိမ့်စိမ့်လေးကိုမှဒူးရင်သီးလေးနဲ့ပေါင်းပြီးစားရတဲ့အရသာလုံးဝရှယ်ပဲဒူးရင်သီးကြိုက်တဲ့သူတွေဆိုရင်တော့လုံးဝလက်မလွတ်နိုင်တဲ့အချိုပွဲပဲဆိုင်လိုက်စာလေးကအမှတ်60ခွန်ပြီးဝေစင်နာလမ်းမပေါ်တောင်ဥက္ကလာမြို့နယ်မှာရှိတဲ့ Arai ဆိုတဲ့ Thai restaurant မှာစောင့်ကြည့်ကြည့်ပေးလို့ကျေးဇူးပါ bye